Okay မနေ့ကပေါ့နော် line command ကိုပြောပြပြီးပါပြီပေါ့နော်အဲ့တော့ဒီနေ့ကကြတော့ဒီမှာ erasing undo redo ဒါဘာမှတော့ထွေထူးမဟုတ်ဘူးเนาะပြင်ပြောပြမယ်အဲ့ဒါရယ်နောက်ပြီးတော့ဟို line command လေးလည်းနည်းနည်းလေ့ကျင့်လို့ရအောင်လို့ဒီပုံလေးတစ်ချက်ဆွဲကြည့်ပြီပေါ့နော်အဲ့ဒါတစ်ခုရှိမယ် okay အဲ့တော့ဒီပုံမဆွဲခင်မှာအရင်ဆုံးဒီ erasing ရယ်နော်ဖြတ်တာရယ် undo ဆိုတာမလုပ်တော့ဘူး redo ဆိုတာပြန်လုပ်တယ်ပေါ့နော် okay အဲ့ဒါလေး၃ခုကိုနည်းနည်းရှင်းပြမယ်ဒါမနည်းရပါတော့ထားပါတော့ဒီ line ကိုဖြတ်လိုက်မယ်ပေါ့ဖြတ်လိုက်မယ်ဆိုရင် e နော်erase ရဲ့ command က e ပြီးရင် enter နော်အဲ့ဒါဆိုလို့ရှိရင်ပြီးရင်ကိုဖြတ်ချင်တဲ့ line ကို select မှတ်ပြီးရင် enter တစ်ချက်ခောက်နော်အဲ့ဒါကိုမဖြတ်တော့ဘူးဒါကိုပြန်လို့ကျင်တယ်ဆိုလို့ရှိရင် u enter undo ရဲ့ command က u ပြီးရင် enter ဒါဆိုရင် line ပြန်ပေါ်လာပြီဟုတ်ဘူးအဲ့ဒါကိုပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ redo ကဒီမြားလေးကိုလုံးနှိပ်လိုက်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဟိုပါပေါ့ keyboard ကနေပြီးတော့ control y ဆိုပြီးတော့နှိပ်လိုက်လို့လည်းရတယ်နော် okay အဲ့ဒါပဲဆိုတာဒါလေးပဲရှိရပါတော့အဓိကကတော့နော် erase ဖြတ်မယ်ဟုတ်လား undo မလုပ်ဘူးဆိုရင် u enter နဲ့သွားမယ်ပြန်လုပ်မယ်ဆိုလို့ရှိရင် redo ဆိုလို့ရှိရင်ဟိုနဲ့ပေါ့ control y နဲ့ဖြစ်ဖြစ်ခုနက task bar လေးရဖြစ်ဖြစ်ပေါ့နော်အဲ့ကနေပြီးတော့ပြန်ခေါ်လို့ရတယ်အဓိကကတော့အဲ့ဒါပဲ okay အဲ့ဒါဆိုရင်အခုဘာဆက်လုပ်လို့ရမလဲဆိုတော့နော်ဒါလေးဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ပုံလေးဆွဲကြည့်မယ်ပေါ့နော်ပုံဆွဲကြည့်မယ်ဆိုတော့ဒီပုံနဲ့ဆွဲမယ်ဒီပုံကကြတော့degree ကိုဆွဲပြခြင်းလို့ပေါ့နော်အဲ့ဒါဆွဲမယ်အခုလောလောဆယ်ကအလွယ်ဆုံးပေါ့နော်ဒီ line command ကိုသုံးတာလို့ဒီဟာပေါ့အလွယ်ဆုံးဒါလေးဟိုကနေတော့တူဟာပေါ့လှေကလေးနဲ့တော့တူသေးရနော်အဲ့ဒါလေးတစ်ချက်ဆွဲကြည့်မယ်ဆိုတော့အခုဒီမှာ line တန်ဖိုးကဒီမှာ10ပြီးရင်ဒီမှာ10အဲ့နှစ်ခုအရင်ဆွဲလိုက်မယ်နော်အဲ့ဆိုရင် l enter line command ပြီးရင် click ချကိုဆွဲချင်တဲ့ဘက်ကို direction ပြနော်ကိုဆွဲချင်တဲ့ဘက်ကို direction ပြဆိုတော့ပြပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာဒီလိုကြီးဖြစ်နေရလေ free hand ပုံစံမျိုးဖြစ်ဟို sorry line ကအဖြောင်းထွက်ဖို့နော်အဲဆိုရင် auto move ကို on လိုက်မယ် on လိုက်လို့ရှိရင်ရပြီအဲ့တော့တန်ဖိုးက10ရိုက်ထည့်လိုက်မယ် enter နော်ဒီမှာ10 okay ပြီးတော့လို့ရှိရင်ဒီဘက်ကို l enter ပြီးရင် click ချပြီးရင်အပေါ်ဘက်ကိုကိုကဆွဲမှာအပေါ်ဘက်ကိုဆိုတော့အပေါ်ဘက်ကို direction ပြပြီးသွားလို့ရှိရင်10ဆိုပြီးတော့ခဏအောင်ရိုက်ထည့်လိုက်မယ်ပြီးရင် enter command ထွက်ချင်ရင်တော့ enter ပေါ့ပြီးသွားလို့ရှိရင်ဒီမှာဒီထိတ်ကနေပြီးတော့2အောက်ကို2နော်ပြီးရင်ဒီဘက်ကိုလည်း2ဒီကလေးလိုမျိုးပေါ့နော်ဒီကလေးလိုမျိုးဆွဲကြည့်မယ်ဒီ1ဒီနေရာလေးကိုဆွဲကြည့်မယ်နော်2တွေကြီးပဲအဲ့တော့ command ကိုပြန်ခေါ်မယ်ဆိုလို့ရှိရင် l enter နှိပ်စမလို့ဘူး space bar တစ်ချက်ပုတ်လိုက်လို့ရှိရင် command ပြန်ဝင်သွားပြီပြီးရင်ကိုဆွဲချင်တဲ့ point မှာ click ချ direction ပြတန်ဖိုးအဖြစ်က2ပြီးရင် command မထွက်တော့ဘဲနဲ့ဆက်ပြီးတော့ဆွဲမယ်အဲဆိုရင်ကိုကအောက်ကိုဆွဲမှာဆိုအောက်ကို direction ပြပြီးရင်2ပြီးရင် enter ပြီးသွားရင်ဒီဘက်ညာဘက်ချောင်း direction ပြပြီးသွားလို့ရှိရင်တန်ဖိုးက2 enter ဟုတ်ပြီနော်ပြီးသွားရင်မဖြစ်မလဲဆိုတော့ဒီမှာဒီကနေပြီးတော့ဒီအောက်ကိုက4ပြီးသွားရင်ဒီဘက်ကလည်း4နော်အဲ့4ပြီးသွားလို့ရှိရင်အောက်ကိုက2ပြီးဒီဘက်လည်းပဲသူက2နဲ့ပဲဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီ10က2နဲ့ပေါင်း4 4နဲ့4နဲ့ပေါင်း8ဆိုလို့ရှိရင်အခုဒီကောင်က auto ပဲလေ10နဲ့ရှင်းလုံးလိုက်ရင်2ဖြစ်သွားမှာပဲเนาะအဲ့တော့အခုဆွဲမှာဒီပိုင်း4 2ပြီးရင်အောက်ကို2ဟုတ်ပြီเนาะအဲ့တော့ l enter ပြီးသွားလို့ရှိရင် click ချအောက်ကို4เนาะပြီးရင်ညာဘက်ကို4ပြီးသွားရင်အောက်ကို2 enter ခောက်ပြီးရင်ညာဘက်ကို2 enter ခောက်ပြီးရင်အောက်ကို2 enter ခောက်အဲ့တော့ command ထွက်တော့မယ်ဆိုလို့ရှိရင်နောက်ထပ် enter တစ်ချက်ခောက်အဲဆိုရင်ဒီပုံလေးရပါပြီเนาะအဲ့တော့dimension တက်မယ်ဆိုလို့ရှိရင်လည်းပဲဒါ dimension ကတော့မတင်ရသေးဘူးပေါ့နော်ဒါ
သူ့ရဲ့တန်ဖိုးတိုင်းဆွဲတယ်ဆိုတာကိုပြချင်တာနော်30နော်ဒီဟာဆိုရင်လည်း30နော်30ပြီးတော့လို့ရှိရင်ဒီမှာဒီကနေဒီကိုနှစ်နော်ဒီကနေဒီကိုနှစ်ဒီကနေဒီကိုဆိုလဲနှစ်ပြီးရင်ဒီကနေဒီကိုက4နော်ပြီးပါရင်ဒီကနေဒီကိုကနှစ်နော်ပြီးရင်ဒီကနေဒီကိုက4ပြီးပါရင်ဒီကနေဒီကိုကနှစ်โอเคနော်โอเคအဲ့တော့အခုနောက်တစ်ပုံသွားမယ်ပေါ့နော်နောက်တစ်ပုံသွားမယ်ဆိုတော့โอเคနောက်တစ်ပုံသွားမယ်နောက်တစ်ပုံကကြတော့ degree နဲ့ဆွဲတာ degree နဲ့ဆွဲတာကကြတော့ဒီမှာဒီပုံပေါ့နော်ဒါလွယ်ကူဆုံးပုံပေါ့အဲ့တော့ဒီအောက်ကို20ဒီဘက်ကို10ဆွဲမယ်ဒီဘက်ကို10ဆွဲမယ်အဲ့ဒါဆိုရင်โอเคနီကမမြတ်တော့ color ပြောင်းလိုက်မယ်နော် color ပြောင်းလိုက်မယ်โอเคအဲ့ဒါဆိုရင် L under โอเคအဲ့ဒါဆိုရင်ဒီမှာ20ရှိမယ်ပုံ10ဆွဲမယ်ပေါ့နော်အဲ့ဒါဆိုရင် L under ပြီးရင် click ချ direction ပြပြီးရင်20 under နော်ပြီးတော့လို့ရှိရင် L under ပြီးရင် click ချအပေါ် direction ပြ10နော်အဲ့တော့ဒီမှာစလာပြီပေါ့နော်ဒီမှာစလာပြီဆိုတာကဘာလဲဆိုတော့ဒီ line နဲ့ဒီ line နဲ့က125 degree ဖြစ်ချင်တာအဲ့တော့125 degree ဖြစ်ချင်တာဆိုတော့ပြမယ်နော်ပြမယ်ဆိုတော့ဒီ line နော်ထားပါတော့โอเคအဲ့မှာဒီ point ကနေပြီးတော့ဒီအပေါ် line ဆွဲရမှာနော်ဒီ point ကနေပြီးတော့ဒီအပေါ် line ဆွဲရမှာဆိုတော့ဒီလိုဆွဲရမှာပေါ့အဲ့တော့ဒီဟာကဒီ line နဲ့ဒီအဝါ line နဲ့က125 degree ဖြစ်ရမှာအဲ့တော့မနီးကပြောသလိုပဲဒီမှာနော်0.5 လောက်ထားโอเคအဲ့တော့ဒီမှာဒီဟာက0နော်0ပြီးသွားလို့ရှိရင်ဒီဘက်ကိုလာရင်သူက90ဖြစ်သွားမယ်ဒီမှာ180ဒီမှာ270ပြီးရင်ဒီမှာ360ဖြစ်သွားမယ်နော်တစ်ပတ်လဲသွားရင်360ပြည့်သွားပြီအဲ့တော့0ခဏနော်0ပြီးရင်90ပြီးသွားရင်ဒီက180ပြီးသွားရင်ဒီက290ပြီးတော့လို့ရှိရင်ဒီကတော့360ဖြစ်သွားတာပေါ့နော်အဲ့တော့360โอเคအဲ့ဒါဆိုရင်ဒီဟာကိုအခုဆွဲမယ်ပါနော်အဲ့ဒီ line နဲ့ဒီ over line နဲ့က125 degree ဖြစ်ချင်တာဆိုတော့အခုဒီဟာက90 degree ဖြစ်နေတာနော်ဒီ line ဒီတောင်လေးပေါ့ဒီတောင်လေးက90 degree ဖြစ်နေတာအဲ့တော့နောက်ထပ်125ဖြစ်ဖို့ဘယ်လောက်လိုမလဲပေါ့အဲ့ဒါကိုပြန်တွက်ပြရမှာအဲ့ဒါ calculator ကိုနှိပ်လိုက်မယ်125ထဲကနေပြီးတော့90အောင်နှုတ်အဲ့ဒါဆိုရင်35 degree အဲ့ဒီ line နဲ့ဒီ line နဲ့ကြာကို35 degree ဆွဲပြရမှာနော်35 degree ဆွဲပြရမှာအဲ့ဒါဒီဟာဖြတ်လိုက်မယ်နော်အဲ့တော့ဒီ point ကနေပြီး35 degree ဆွဲမယ် degree နဲ့ဆွဲမယ်ဆိုတော့ L under ပြီးသွားလို့ရှိရင် point ကို click ချပြီးရင် shift to ခဏလေးအဲ့မှာသူကတန်ဖိုးအဖြစ်က12ကိုဆွဲရမှာဆိုတော့ okay shift add ပေါ့နော် shift to နှိပ်လိုက် add ပေါ်လာမယ်ပြီးရင်တန်ဖိုးရိုက်ထည့်မယ်12ပြီးရင် less than ပြီးသွားလို့ရှိရင်35 degree okay သူကဘာဖြစ်လို့လဲဆိုတော့ဟောပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီအပေါ်ဆိုတဲ့ခါကျတော့35 plus 35နဲ့ဆွဲမယ်နော်အဲဆိုရင်ဒီမှာ degree တိုင်းပြမယ်ဒီ line နဲ့ဒီ line နဲ့ကြာ
125 degree နော် okay အဲ့ဒါဆိုရင်ရပြီနောက်တစ်ခုက okay နောက်တစ် line ကကြတော့အခုဒီဘက်ကဆွဲမှာဒီဘက်ကတကယ်တော့ဟိုအမြန်ဆွဲချင်လို့ရှိရင်တော့ဒီဟာ mirror ခောက်လိုက်လို့ရှိရင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့အခုဒီမှာdegree တွေကိုဆွဲတတ်အောင်လို့ကျင့်တာဖြစ်တဲ့အတွက်အခုဒီဘက်ကိုတစ်ချက်ပြန်ဆွဲမယ်ဟိုဘက်နဲ့စဉ်းစားပုံနဲ့မတူတော့ဘူးဆိုတော့ဒီ point ကနေဆွဲမှာအဲ့တော့ဒီမှာ10ဒီမှာ line ကို10ထောင်းလိုက်မယ် L under ပြီးရင် click ချပြီးရင် direction ပြနော် direction က10 under နော်အဲ့ဒီမှာလဲအဲ့လိုပဲစဉ်းစားမယ် degree ကိုစဉ်းစားလို့ရှိရင်ဒီဟာအသက်ပဲနော်ဒီဟာကိုနားလည်ရင်ရပြီ okay အဲ့ဆိုရင်အခုဒီမှာ line ကဘယ်လိုထွက်ချင်တာလဲဆိုရင်ဒီကနေပြီးထွက်ချင်တာဟိုလေဒီကနေပြီးတော့ဒီ line နဲ့ကြောင်း125ဖြစ်ချင်တာအဲ့တော့စဉ်းစားလို့ရှိရင်အခုခုနလိုမျိုးပေါ့နော်35 degree ဆွဲလို့မရဘူးဆွဲပြမယ်နော်35သူ့ရဲ့တန်ဖိုးကလည်း12ပဲအဲ့တော့ L under ပြီးရင်ဒီမှာ click ချပြီးသွားလို့ရှိရင် shift to 12ပြီးရင် less than အဲ့ပါ35ဆိုပြီးတော့ရိုက်လိုက်တယ် line ကဟိုပေါက်ထောက်သူ့ရဲ့35ဆိုတာဒီကနေစရည်တာဒီမှာ0ပြီးတော့မှဒီမှာ90ဆိုတဲ့ခါကျတော့ဒီကြားထဲမှာပဲသူကဝင်နေမှာအဲ့တော့ကိုဆွဲမဲ့ line ကဒီ line ဒီမှာဖြစ်ရမှာပေါ့အခါကျရင်ပြန်တွားမှာနော်ဒီ line ကိုဖြတ်လိုက်မယ်အဲ့ပြန်တွားမှာဆိုတော့ဒီမှာ90 degree ဖြစ်နေပြီသားနော်ဒီဟာဒီ90 degree အဲ့ဒီဟာဒီ90 degree အဲ့လိုပဲ125ထဲကနေပြီးတော့နှုတ်လိုက်တယ်ဆိုလို့ရှိရင်ခုနလိုပဲဒီ line လေးကဒီဟာလေးက35 degree ဖြစ်နေမှာနော်ဒီအနီလေးက35 degree ဖြစ်မှာအဲ့ဒီဟာကြတော့ကိုဆွဲရမယ့် line ဒီမှာဒီကနေပြီးတော့ဒီ0ကနေပြီးတော့ဒီဘက်အထိက180 degree ရှိတာ180ထဲကနေပြီးတော့ဒီ35 degree ဒီတောင်းလေးကိုနှုတ်လိုက်တဲ့အခါကျတော့မှသူကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီတောင်းလေးကိုရမယ်နော်အဲ့တော့မှဒီတောင်းလေးကိုရမှာအဲ့တော့180ထဲကနေပြီးတော့35နှုတ်လိုက်မယ်180အနှုတ်35 145 degree နဲ့ဆွဲရမှာဟုတ်နော်အဲဆိုလို့ရှိရင် E နော် under ဖြတ်ချင်တယ်ဆို E under ကိုဖြတ်ချင်တဲ့ object ကိုဆက်လက်မှတ်ပြီး under okay ဒီ point ကနေဆွဲမယ်ဒါလေးပါဖြတ်လိုက်မယ်နော် okay L under ပြီးရင် click ချပြီးသွားလို့ရှိရင် shift to တန်ဖိုးအဖြစ်လဲ12ပြီးရင် less than 145 under ဟုတ်ပြီနော်အဲဆိုရင်ဒီ line နဲ့ကိုတိုင်းကြည့်လိုက်မယ်125ရှိမရှိဒီမှာ125 okay ဒီဘက်လည်း125အဲ့တော့ဒီဘက်လည်း125အဲ့ဒီဘက်ရောက်တဲ့ချိန်မှာစဉ်းစားပုံနဲ့မတူတော့ဘူးပေါ့နော်အဲ့ဒါကိုပြချင်တာအမှန်တော့ mirror ခောက်လိုက်လို့ရှိရင်တော့ရတာပေါ့အဲ့တော့နောက်ပြီးတော့ဒီမှာဟာနေရပေါ့ဟာနေဟာကိုဒီမှာဆက်လိုက်မယ်ပေါ့နော် fill in နဲ့ဆက်လိုက်မယ်ဒါဟို comment တင်တော့မှတစ်ချက်ပြန်ပြပြမယ်နော်under 0 under ဒီဟာနောက်ခုကိုထိအောင်လုပ်လိုက်တယ်ပေါ့ထိအောင်လုပ်လိုက်လို့ရှိရင်တခုရှိတာကအခုဒီမှာ sorry တိုင်းကြည့်လိုက်လို့ရှိရင်သူကဘယ်လောက်ဖြစ်နေမလဲဆိုတော့ 12.2 ရနေမှာနော်အဲ့တော့ degree မှန်နဲ့လည်းဆွဲထားတယ်တမိုးမှန်နဲ့လည်းဆွဲထားတယ်ပေါ့နော်ဒီမှာတော့သူက12လို့ပြထားတယ်ဒါပေမဲ့ကိုကတော့ 12.2 ရတာပေါ့နော် okay အဓိကကတော့degree ကိုပြချင်တာပေါ့နော်အဲ့တော့ဒီနှစ်ခုတစ်ချက်တိုင်းကြည့်လိုက်လို့ရှိရင်130ရမြတ်တစ်ချက်ကြည့်မယ်နော်အဲ့တော့ဒီ line နဲ့ဒီ line နဲ့ကဒီမှာ130မှန်နော်130 okay အဲ့တော့တစ်ချက်လောက်လိုက်ပြီးတော့ဆွဲကြည့်လိုက်ပါနော်နားမလည်တာရှိလို့ရှိရင်လည်းအချိန်လေးပြန်ပြီးတော့မေးလို့ရတယ်comment မှာပဲဖြစ်ဖြစ်hua message မှာပဲဖြစ်ဖြစ်လာပြီးတော့မေးလို့ရတယ်နော်